နယ်မြောက်ရီမြို့နယ်မှာမဲဆန္ဒနယ်မြေတချို့ကမဲပေးခွင့်မရတာဟာထွေထွေပြဿနာမရှိပါဘူး။ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့မြောက်ရီမြို့မှာရွှေပြောင်းအလုပ်သမားတွေဟာမဲပေးခွင့်မရဘူးလို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အမတ်လောင်းတွေကတဆင့်သိရပါတယ်။စီးပွားရေးမြို့တော်တစ်ခုဖြစ်တဲ့မြောက်ရီမြို့ဟာနိုင်ငံရေးကိုစိတ်ဝင်စားမှုအားနည်းနေပါတယ်။ဒါပေမဲ့အပြောင်းလဲအတွက်စောင့်မျှော်နေတဲ့သူတွေအများပြားရှိနေတာကြောင့်ရွှေကောက်ပွဲမှာအနိုင်ရမယ်လို့ NLD ကယုံကြည်နေပါတယ်။မြောက်ရီမျိုးဆိုတာတော့စီးပွားရေးမျိုးတော်လို့ပြောလို့ရတယ်လေ။အဲတော့ဒီမှာလာပြီးတော့လာရောက်လောက်ကန်စားတော့တဲ့လူကလည်းမြောက်ရီမျိုးကန်တော့နေနေတယ်။အားတော့တနေ့တကြီးကနေလာပြီးတော့လာရောက်လောက်ကန်စားတော့တဲ့လူများတယ်။အဲဒါကဒီမှာနိုင်ငံရေးနဲ့ပတ်သက်လာသူကနိုင်ငံရေးနဲ့စီးပွားရေးကိုပို့ပြီးစိတ်ဝင်စားမှုကများတယ်။နောက်တော့ကျွန်တော်နိုင်ငံရေးပေါ်မှာလည်းသူတို့ပြုပြင်ပြောင်းလဲမှုမှာတော့ပြုပြင်ပြောင်းလဲမှုသူတို့လည်းလူရှိပါတယ်။ကျွန်တော်အနေနဲ့ဒီရွေးကောက်ပွဲအောင်နိုင်မှုတော့ကိုစောင့်ဝင်ကြိုးစားနေပါတယ်။မြောက်ရီမှာကြံ့ခိုင်ရေးပါတီဝင်တွေအင်အားများတယ်လို့ပြောတဲ့ဦးမြင့်ဦးကပြည်သူပေါ်ထားတဲ့စေတနာမေတ္တာကြောင့်လာမယ့်ရွေးကောက်ပွဲမှာတရားမျှတအနိုင်ရမယ်လို့ယုံကြည်နေပါတယ်။အစိုးရကအပိတ်ခတ်ရက်စဲရေးလုပ်လို့အေဂျင့်မှုရနေပြီးဒေသခံတွေရဲ့အခက်အခဲကိုဖြေရှင်းပေးလို့သူတို့ပါတီကိုပြည်သူကမေတ္တာပို့ရှိရဲလို့ပြောပါတယ်။ပါတီဝင်ရဲ့အင်အားရဲ့ကျွန်တော်တို့ပါတီရဲ့ပြည်သူပေါ်မှာထားရှိတဲ့ရုပ်ဆောင်ချက်စေတနာမေတ္တာတွေကြောင့်ဒီ2015မှာကျွန်တော်တို့ကတရားမျှတစွာနဲ့အနိုင်ရမယ်လို့တော့ကိုပါတီကိုယုံကြည်ထားတာကျွန်တော်တို့ဒေသမှာတော့ဒီတိုင်းသားလက်နက်ကိုင်ညီကိုတွေကြောင့်တော့ဒီမဲပေးရမယ့်ကိစ္စတွေမှာတိတ်တော့ပြဿနာမရှိပါဘူး။ဘာလို့တိုင်းသားလက်နက်ကိုင်ညီကိုတွေအကုန်လုံးကလည်းကျွန်တော်တို့ဒေသမှာကိုယ်ငကိုတမ်းတော့အစိုးရလက်ထက်တည်းကလည်းအပြည့်ခတ်ရဆဲထားကြတဲ့အုပ်စုတွေအခုလည်းဒီကမျိုးပါတီအစိုးရလက်ထက်မှာလည်းဒီဥစ္စာကိုဆက်လက်ပြီးတော့လက်စုပ်လက်ကိုင်အောင်တယ်ပေါ်ပြီးထားတဲ့အတွက်ဒီအတွက်တော့ကျွန်တော်မျိုးနေမှာတော့ထွေထူးပြဿနာမရှိပါဘူးဗျ။လက်နက်ကိုင်နယ်မြေတွေမှာရွေးကောက်ပွဲကျင်းပဖို့အခက်အခဲရှိနေပေမဲ့ပြည်내ရွေးကောက်ပွဲကော်မရှင်ကတော့လုံခြုံရေးပိုင်းကိုစ조사ပြီးဆောင်ရွက်နေပါတယ်။ပုံစံ3ကကြီးနဲ့တင်ထားတဲ့ရွှေပြောင်းအလုပ်သမားတွေမဲဆင်းမှာပါမပါကိုတော့အခုထိမသိရသေးပါဘူး။မဲဆင်းတွေထုတ်ပြန်တဲ့အခါမှာသူ့နာမည်မပါခဲ့ဘူးလို့တက္ကစီကားမောင်းသူကိုအောင်ကျော်ဘူးကပြောပါတယ်။မဲဆင်းမှာမပါလို့ပုံစံတွေဝယ်ပြီးတဆင့်ပြီးတဆင့်လုံခိုင်းနေလို့အလုရှုံမခံပဲမဲပေးဖို့ဆုံးဖြတ်ထားသူပါ။သူကတော့မဲပေးဝင်ရခဲ့မယ်ဆိုရင်မြရီမြို့မှာလူကြိုက်များနေတဲ့ NLD ပါတီကိုပဲမဲထည့်မယ်လို့သူ့ဆန္ဒကိုပြောပြခဲ့တာဖြစ်ပါတယ်။မဲစင်းနေရာသူတို့လိုက်ကောက်ခံပြီးတော့လဲမဲစင်းသွားပြီးတော့ကြည့်လိုက်တဲ့အခါမှာကိုမဲစင်းကမပါဘူး။မဲစင်းမပါလို့ဘယ်လိုလုပ်အောင်လဲဆိုတော့သူကဒီလျှောက်လွှာကိုဝယ်အောင်ပဲ။လိုက်ပြီးတော့မလုံနိုင်တဲ့အတွက်ကိုလည်းထဲကျင်တဲ့လူကိုထဲကျင်ပါမယ်လဲနဲ့မမှန်ကန်မထဲအောင်အဲ့တော့မထဲဘူး NLD ကိုမဲပေးမယ်ဆိုတာကလည်းကြံတဲ့အဖွဲ့အစည်းတွေအားလုံးကိုယုံကြည်လို့ရလို့မဟုတ်ဘူး။ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောဆိုမှုလုပ်ကင်မှုသူ့ရဲ့စိတ်ဓာတ်အဲ့ဒါကိုကြိုက်လို့